Miss Cosmo 2025 के Grand Final ကမနက်ဖြန်6နာရီခွဲเนาะအဲ့ဆိုတော့မနက်ဖြန်ကြာရင်တော့ကျွန်တော်တို့ဒါရင်ခုန်စိတ်လှုပ်ရှားရတော့မယ်ဘယ်သူကဝင်တာဖြစ်မလဲဆိုတာပြီးတော့ဒီ Miss Cosmo မြန်မာမြင့်မြတ်မိုးရဲ့ evening gown color ကိုလည်းကျွန်တော်အရန်ကိုသိကျင်နေပြီဒီ Miss Cosmo ရဲ့ production ကတော့တော်တော်ကြီးကိုမိုက်တယ်ဒီနေ့ဒီ rehearsal day မှာတော့တအားကိုသူကအရန်ကိုမိုက်နေဆိုတော့ဒီ final day ကြာရင်တော့ဘယ်လောက်ထိတောင်ပြင်ဆင်ထားမလဲတော့မသိဘူးပေါ့နော် final day အတွက်ကတော့တကယ်ကိုရင်ခုန်စရာပဲပြီးသွားရင် Miss Cosmo မြန်မာအတွက်ဒီ Facebook နဲ့ Instagram မှာအချိန်ရပါသေးတယ်เนาะအဲ့လိုဆိုတော့ voting ပေးကိုမမေ့ကြပါနဲ့အခုလက်ရှိကတော့ဒါ Paraguay ရဲ့ဥဆောင်နေတယ်အဲ့လိုဆိုတော့ဒီ voting နိုင်သွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမြင့်မြတ်မှုအတွက် top 21ကကျွန်တော်တို့စိတ်ချလို့ရပါပြီအဲ့ဆိုတော့ map တည်းပဲရှိပါတော့တယ် okay အခုဒီကဒါ Miss Cosmo ကနေပြီးတော့ official announcement လုပ်ထားတဲ့ swimwear collection ဖြစ်တယ်မနေ့ဖန်ကြရင်ဒါ final day မှာတွေ့ရမှာပေါ့နော်ဒီလို swimwear ပုံစံနဲ့ Miss Cosmo မြန်မာကတော့ဘယ်လောက်ထိတောင်ဖျားထွက်နေမလဲပေါ့နော်ဟွာတကယ်ကိုရင်ခုန်နေရပြီမနေ့ဖန်တည့်ရပဲကြံတော့တယ်အဲ့ဆို voting ဘိုင်းတွေကိုအားစိုက်ကြအောင်နော်Okay အဲ့လိုဆိုတော့ဒီဗီဒီယိုကတော့ဒါမနက်ဖြန်အတွက် final day ကိုလာပြောတာပါပြီးွားရင်ဒါ voting ပေါ့နော်ကျွန်တော်တို့ဒီ Miss Cosmo မြန်မာကို voting ပေးတော့အတွက်ထပ်ပြောခြင်းဖြစ်ပါတယ်เนาะမနက်ဖြန်တည့်ရပဲကြံတော့တယ် fighting oh Okay အဲ့လိုဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာပဲအလုပ်ပါတော့မယ်